မင်္ဂလာပါရှင် iPhone ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။တပတ်တာအတွင်းမှာဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်များတွေကမှနှစ်ပုဒ်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2026ခုနှစ်ဇွန်လ18ရက်မှာတော့ကမ္ဘာ့တန်တမန်ရေးရာမှာအကြီးမားတဲ့တိုးတက်ပြောင်းလဲမှုတွေရရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့အီရန်နိုင်ငံတို့ကပါကစ္စတန်နဲ့ကာတာနိုင်ငံတို့ရဲ့ဂျောင်းဝင်စစ်ဆက်မှုနဲ့အတူ Islamabad Memorandum of Understanding MOU စာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီသဘောတူညီချက်အရကတော့အီရန်ကဟော်မုဇ်ရေလက်ကြားကိုပြန်လည်ဖွင့်လှစ်ပေးရန်ကတိပြုလိုက်ပြီးတပြိုင်နက်တည်းမှာပဲအမေရိကန်ဘက်ကလည်း၎င်းတို့ရဲ့ရေကြောင်းပိတ်ဆို့တားဆီးမှုတွေကိုစတင်ရုပ်သိမ်းပေးနေပြီဖြစ်တာကြောင့်ရပ်ပေါင်း30အတွင်းမှာအလုံးစုံပြန်လည်ရုပ်သိမ်းသွားနိုင်မယ်လို့တော့မျှော်မှန်းထားရပါတယ်ရှင်။လက်ရှိမှာကတော့ကမ္ဘာ့အရေးပါဆုံးရေနံတင်သင်္ဘောတွေနဲ့တဘာဝတန်ငွေရေ LNG တင်သင်္ဘောတွေကတော့ဒီလမ်းကြောင်းတွေပေါ်မှာတတိကြီးထားပြီးတော့စတင်ဖြတ်တန်းသွားလာနေကြပြီလည်းဖြစ်ပါတယ်။သို့ပေမဲ့ပိတ်မိနေဆဲဖြစ်တဲ့သင်္ဘောသား2000ခန့်ကတော့ဘေးလွတ်ရာကိုကယ်ဆယ်ပေးမဲ့အချိန်ကိုစောင့်ဆိုင်းနေကြဆဲလည်းဖြစ်ပါတယ်။လာမယ့်ရက်သက်ပတ်အနေငယ်အတွင်းမှာကတော့ဒီအပြည့်အခက်ရစဲရေးဟာကမ္ဘာကုန်သွယ်ရေးကိုတကယ်ပဲတည်ငြိမ်မှုပြန်လည်ရရှိစေမလားဒါမှမဟုတ်လို့ရှိရင်ငြိမ်းချမ်းရေးဆိုတာကလက်လန်းမမီနိုင်တဲ့အရာတစ်ခုအဖြစ်ရှိနေမလားဆိုတာအဖြေပေါ်စေတော့မှလည်းဖြစ်ပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်ကတော့ဩစတြေးလျနယ်စပ်လုံခြုံရေးတွေရဲ့ကြီးမားတဲ့အောင်ပွဲတစ်ခုအကြောင်းပဲဖြစ်ပါတယ်။မိသွေးတင်ပို့မှုတွေမှာလိမ္မာပါနက်စွာနဲ့ဖွက်ထားတဲ့ methamphetamine ကီလို300ကျော်ကိုတင်ဆက်ရရှိခဲ့တာကြောင့်ကြီးမားတဲ့မှောင်ခိုကူးမှုလုပ်ငန်းကြီးတစ်ခုကိုအာဏာပိုင်တွေကဖျက်ဆီးနိုင်ခဲ့ပါတယ်။ဂါနာနိုင်ငံကနေရောက်ရှိလာတဲ့ကုန်သစ်သားတွေကို Port Botany စိတ်ကမ်းမှာဂျာဖြတ်ဖမ်းဆီးနိုင်ခဲ့တဲ့အဆိုပါမူရစေဝါတွေဟာမှောင်ခိုဈေးကွက်ပေါက်ဈေးဒေါ်လာတန်300နီးပါးတန်ကြေးရှိပါတယ်။ရဲတပ်ဖွဲ့တွေဟာကုန်ပစ္စည်းပေးပို့မှုကိုအနီးကပ်စောင့်ကြည့်ခဲ့ရာကနေပြီးတော့ဗြိတိန်အမျိုးသမီးတဦးအပါအဝင်လူ3ဦးကိုဆွဲချက်တင်နိုင်ခဲ့ပါတယ်။ဒီလိုအများဖမ်းဆီးရရှိမှုတွေကြောင့်ဩစတြေးလျလမ်းမတွေပေါ်ကိုရောက်ရှိလာနိုင်တဲ့မူရစေဝါအယောင်အဝယ်3တန်းကျော်ကိုအောင်မြင်ဟန်တာနိုင်ခဲ့တယ်လို့တာဝန်ရှိတဲ့သူတွေကသတင်းထုတ်ပြန်ထားပါတယ်ရှင်။တပတ်တာရဲ့ထူးခြားဖြစ်စဉ်များကိုတင်ဆက်လုပ်ပြီးပါပြီရှင်။နောက်ပတ်တွေမှာလည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးမလဲဆိုတာကိုသိနိုင်ဖို့အတွက် iPhone ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုအမြဲစောင့်ကြည့်ပေးကြဖို့ဖိတ်ခေါ်ရင်ဒီနေ့အတွက်သတင်းစီစဉ်ကိုဒီမှာပဲရပ်နားလိုက်ပါတယ်ရှင်။အားလုံးပဲဘေးရန်ကင်းကြပါစေရှင်။